ကျွန်တော်တို့တာဖာနှစ်ယောက်ရဲ့အချစ်ဆုံးကြီးအသေးတုံးကြီးတွေ Christmas tree ဆင်ပေးရမှာဖြစ်ပါတယ် Okay တာတာ say hi Hi. Okay ဒီမှာဒါလေးပါ What is a star? ဒါတော့အောက်ခံ frame ဖြစ်ပါတယ်ဒါကိုဒီမှာဆော့လိုက်မယ် Okay What is that? It's Christmas tree Plastic နဲ့လောက်ထားတဲ့ Christmas tree ဖြစ်တယ်သူက2ဆင့်ရှိတယ်ဒါအခုပထမအဆင့်ဒါကတော့ဒုတိယအဆင့်ဖြစ်ပါတယ်ဒီမှာဆော်လေးရှိပါတယ် Okay ဒါတော့ Christmas tree မှာဆင်မဲ့ decoration ဖြစ်ပါတယ် Can you help me please Yes. Thank you ဒီမှာ decoration ဆင်မဲ့အလုံးလေးတွေကပျောင်ပျောင်လေးတွေပါပဲကျွန်တော်ကောင်းတယ်တူတဲ့ဟာတွေပဲမိမဆင်ခိုင်းပါတယ် Christmas tree မှာသူ Christmas tree ကြည့်ရင်ကတော့တတိယကျွန်တော်တို့ပျောင်ပျောင်လေးမေမေအားကိုးပါပြီမေမေအတွက်လုပ်ပေးတာမလို့တော့မတော့ Are you happy today Yes. ကျွန်တော်တို့တာဖာနေရောက်အိမ်ကချစ်ဆုံးကြီးအတွက် Christmas tree ဆင်ပြီးသွားပါပြီโอเคတာဖာနေရောက်ဆင်ထားတဲ့ Christmas tree ရဲ့ညပိုင်းအခြေအနေဖြစ်ပါတယ်